ကောင်းမျိုးစမတချင်ရပါလို့မသိဘူး ဇယက်မခေါင်းစဉ် ဒါအဓိပ္ပာယ်လည်းမသိဘူး အဲ့လိုပဲအချစ်အကြောင်းနဲ့ပတ်သက်တယ်ဟိုနော်ဟိုအချစ်လောဘကြီးတဲ့မိန်းမတယောက်အဲ့လိုအကြောင်းရေးတာဆရာတီးဆရာစိုက်စင်တော့ ကိုဘုံပြကြည့်ရတယ်လေအချစ်နဲ့ပတ်သက်ပြီးတော်တော်ခံစားချက်ရှိပုံရတယ် အဲ့လိုလည်းပေါ့ပေါ့ချင်းအားလုံးကနေအချစ်တစ်ချင်းအကြောင်းတွေပဲများတာအဲ့ဒါကြောင့်နော် အခုလည်းနားထောင်ကြည့်ရအောင်လေ โอเคဗျာ အချစ်နဲ့ပတ်သက်ပြီးဘယ်လိုပညာပေးဦးလဲပေါ့ โอเคโอเคစေတမမရှိဘူးပါလောကကြီးမှာမလိမ္မာရာခွင့်လို့ပါတယ်ကွာစွတောင်းနိုင်မပြေတာမှန်းလေအခါတောင်းမတစ်ခါလေးတော့ကြည်တာမရဲ့ဒီတန်ရာဒီချစ်မျိုးနဲ့ကွယ်ဒီတဲ့ချိန်ကနောက်ဆုံးမင်းတွေ့ကွယ်တဲ့စရဲ့မလေးရဲ့ရင်နာ